င်္ဂလာရှိသောညနေခင်းလေးပါခင်ဗျာဩစတြေးလျနိုင်ငံကင်မရာမြို့ပါဒီနေ့အပြင်မှာ8 degree centigrade ပဲရှိပါတယ်ဒါပေမဲ့နောက်လာမဲ့3ရက်ပေါ့နော်ဗုဒ္ဓကြာသပတေးတောက်ကြဆိုလို့ရှိရင်ညအေးချိန်ကြီးအရန်ကျပါမယ် -3 degree centigrade ထိကျပါမယ်3ညအောက်ပေါ့နော် -3 ပိုပြီးအေးလာပါမယ်အခုက August လကဒါနောက်ဆုံးပေါ့ဒီဆောင်းရည်ရဲ့နောက်ဆုံးလပေါ့နော် August ပြီးလို့ရှိရင် September October November ဆိုလို့ရှိရင်သူကနွေဦးရာသီရောက်ပါပြီနွေဦးရာသီရောက်ပြီဆိုတော့အေးတနဲ့ပေါ်တာပေါ့အဲကျွန်တော် holiday ရတဲ့အချိန်လေးမှာဒီနေ့ပေါ့နော်ဒီတစ်ပတ်ကျွန်တော် holiday ရထားပါတယ်ဒါကတော့ special red wine မှာသူက McLaren Valeဒါက South Australia လာတာပါ Adelaide မြို့အနီးမှာရှိတဲ့ winery ကဖြစ်ပါတယ်ဈေးကြီးပါတယ်ရပလင်းကို$50ပေးရပါတယ်ဗမာငွေနဲ့ဆိုလို့ရှိရင်3သိန်းခွဲပေါ့နော်ကျမကြီးအတွက်ဆေးတစ်ခွက်ပေါ့နောက်ပြီးတော့ဒီနေ့ညအမီးလေးကတော့ဒါကကျွန်တော်တို့ငသင်းဝါလို့ခေါ်မှာပေါ့ Yellow Croaker ငသင်းဝါအကောင်သေးသေးလေးတွေဒါမဟေတီကျွန်တော်ကျွတ်လေးကြော်ပေးထားပါတယ်ငသင်းဝါဗာနဲ့တူလဲဆိုလို့ရှိရင်သူကမြန်မာပြည်ကငပုတ်တင်ပုံစံမျိုးပေါ့ဒါပေမဲ့ငပုတ်တင်ကတော့ပန်းရောင်နဲ့တန်းတာပေါ့ဗျာဒီငသင်းဝါသူကအဝါရောင်နဲ့တန်းတယ်သူဘိုက်မှာဒီငသင်းဝါ Yellow Croaker ဈေးကြီးပါတယ်ဒီကျွန်တော်တို့အရှေ့တောင်အာရှနဲ့ဒီ Western Australia နဲ့ဒီ Eastern Australia လူတွေအရင်ကြိုက်ကြပါတယ် Cheers ကျမကြီးအတွက်ဆေးတစ်ခွက်သတင်းလေးလည်းနားထောင်လိုက်အောင်မယ်ကမ္ဘာသတင်းမြမသတင်းပေါ့ငါကြော်ကျွတ်လေးအယိုးပါကျွတ်ပါတယ် deep fry နဲ့ကြော်ထားပါတယ်ကဲသတင်းလေးနားထောင်လိုက်အောင်မယ်သတင်းလေးကြည့်ရင်းနဲ့ပေါ့ good night